စေယုံသွားဖို့ပစ္စည်းလေးတွေပြင်မယ်ဆင်မယ်ထုံမယ်စေယုံမှာကတော့2ရက်လောက်နေရမယ်လို့တော့ထင်တယ်အဲ့ဒါခါကျတော့2ရက်အတွင်းမှာလိုအပ်မဲ့ပစ္စည်းလေးတွေမှန်းပြီးတော့မှဝယ်ထားတာကတော့6လပိုင်း6လပြည့်ပြီးကတည်းကပေါ့နော်ဝယ်ထားတာ9လဆိုရင်မွေးတတ်တယ်တဲ့သူများတွေကပြောတော့အဲ့ကတည်းကနေပြီးတော့မှအနီးတွေဘာတွေစုဆောင်းထားတာပေါ့အခုကတော့ကိုကဒါကကိုဘွားရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးကလေးလည်းဖြစ်နိုင်တယ်ကိုကအသက်40နာကတ်နေပြီဆိုတဲ့အခါကျတော့နောက်ထပ်ကလေးတယောက်ရဖို့လည်းမလွယ်တော့ဘူးဆိုတော့လေအမတ်တရလေးအနေနဲ့ပေါ့ကဲနံပါတ်1အနေနဲ့ကတော့ဒါလေးကတော့ဟိုဟာလေးပေါ့စာစီးလေးတွေဗာလေးတွေဆေးရုံမှာဝယ်ခိုင်းနေဆိုလို့ရှိရင်စီးရင်လေးဗာလေးရေးရအောင်လို့မလို့စာရွက်တူစပြီးရင်ဘောပင်ထည့်မယ်ပြီးရင်တော့ဒါကတော့ချီအိတ်ဆိုတာကတော့ကိုကလည်းဆောင်းလဲနည်းနည်းလေးဝင်လာပြီဆိုတော့လေချမ်းပါလေအဲ့လိုမျိုးဆိုတော့အေးခဲ့ရင်ရှိတော့3ရအောင်လို့ကိုအတွက်ချီအိတ်ပြီးရင်တော့ဒါလေးကတော့ခေါင်းစွပ်ပေါ့ဒီလိုမျိုးလေးအပေါ်ကနေဟိုအဝတ်တပတ်တွေပါလေပေါင်းမှာပေါ့လေဒါကတော့ကိုအတွက်ပေါ့မိနေတယ်ဆိုတော့နည်းနည်းအေးတတ်တယ်လေပြီးကြလို့ရှိရင်ကောင်းမီကလေးတွေဓမ္မတာတွေပါတွေတအားဆင်းနေတဲ့အခါကျရင်လေတုံးလို့ရအောင်လို့ကောင်းမီတွေပြီးကြရင်ပြိုမေတို့ပေါ့နော်နည်းနည်းပါးပါးပေါ့အဲ့ဒါလေးတွေထည့်ထားမယ်ပြီးကြလို့ရှိရင်ဒီဟာကတော့ကလေးတို့ကတောင်းကြိုက်ကျိုးချီမွေးကင်းစသုံးတဲ့ဟာပေါ့နော်ကတောင်းကြိုက်ကျိုးချီဒိုင်ဘာလေးအဲ့ဒါလေးထည့်မယ်နောက်ပြီးတဲ့အခါကျတော့ဒီဟာလေးတွေကကျတော့သေးကန်လေးတွေကလေးတွေစေးုံပေါ်မှာပေါ့နော်စေးုံပေါ်ကဂတင်ပေါ်မှာသူသေးပေါက်ချလို့ရှိရင်မလျှော်ပေးရအောင်လို့လေမူကာစာကလေးနဲ့အောက်ထဲမှာမူကာစာလေးနဲ့အပေါ်ကဟိုစာလေးနဲ့ပေါ့နော်အဲ့ဒါလေးကတော့သေးကန်ပြီးတော့လို့ရှိရင်တော့ဒါလေးကတော့ဆောင်းထူလေးကလေးတို့ဆောင်းထူလေးပြီးကြရင်တော့ဒါလိုရင်သုံးဖို့ပေါ့ဒါသူများတွေဘာတွေပြီးထားရလဲဟုတ်တယ်လေကိုကြည့်ပဲလဲအများကြီးမဝယ်နိုင်ဘူးလေနော်ကိုကကျတော့ဝန်တန်းဆိုတဲ့အခါကျတော့ကိုယ်တိုင်လည်းနည်းနည်းဝယ်တယ်သူများပေးတာတွေရောဆိုတော့ရောင်စုံတွေပေါ့နော်အဲ့လိုဆိုတော့ဒါလေးတွေကအနီးလေးတွေဒီအနီးကလေးတွေကတော့ကိုယ်တိုင်ကတော့အထီးဟိုပါပေါ့10တယ်ဝယ်ထားတယ်ပေါ့နော်သူများပေးတာလေးတွေရောပေါ့အဲ့တော့စေးရုံပေါ်မှာဆိုတော့2ရက်စာပဲဆိုတော့မှန်းကြည့်လိုက်တာတော့ဒီလောက်ပေါ့10တယ်လောက်ပေါ့1 2 3 4 5 6 9 10ပေါ့10တယ်လောက်တော့ထဲမယ်ပေါ့ပြီးရင်နောက်ထပ်စောင်းတစ်ထည်ကဲလို့သေးဆူသွားခဲ့လို့ရှိရင်ကလေးပြန်ခြုံရအောင်လို့အဲ့လိုလေးထားမယ်နောက်ပြီးတော့ခါကျတော့ဒီဟာကကျတော့သူကအနှီးဆိုပေမဲ့ကလေးရဲ့ဟိုပါပေါ့ပေါင်မှာဒိုင်ဘာအစားထိုးသုံးတဲ့ဟာလေးပဲဒါလေးကလည်းပျော့လေးအနှီးပျော့လေးပဲအနှီးပျော့ကလေးပဲတရုတ်ကဝယ်ထားတာပေါ့နော်ခောက်ပြီးတဲ့အခါကျတော့အမျိုးသမီးတွေပတ်လို့မျိုးခောက်ကလေးလှုပ်ပြီးတော့လို့ရှိရင်ဒီမျော်ကလေးနဲ့ကလေးရဲ့ပေါင်ချံလေးကိုပတ်လိုက်ရတာအဲ့လိုမျိုးလေးဒါကတော့ဟိုအနှီးရဲ့အောက်ထဲမှာပေါင်ချံထဲမှာထည့်ရတဲ့ဟာဒီကြရင်တော့ဒါကတော့မအေးအတွက်ပေါ့နော်မီးနေတဲ့သုံးတဲ့ဒိုင်ဘာဒါကတော့စေးရုံမှာ2ရက်လောက်ဆိုရင်တော့ဒါသုံးမယ်ဒါသုံးလို့အများများခဲ့ရင်တော့ဟိုပတ်ကိုပေါ့ပုံမှန်သုံးနေကြလစဉ်သုံးကိုသုံးမယ်ပေါ့ဒါလေးတစ်ပါးကင်ဝယ်ထားတယ်ပြီးတော့ဒါလေးကတော့နိုးခံပတ်ကလေးကတော့တယောက်တည်းနဲ့အများကြီးမကုန်ဘူးပေါ့နော်ဒါသူများသုံးပြီးသားလေးကိုပေးထားတာသူများလာပေးထားတာအဲ့တော့နိုးခံပတ်ကလေးဒီကြရင်တော့ဒါကတော့ဘာမှမဟုတ်ကျွတ်အိတ်တွေပေါ့နော်ကျွတ်အိတ်တွေဒီကတော့တစ်ခါသုံးကျွတ်အိတ်တွေအဲ့ဒါဘာလို့လဲဆိုတော့ကလေးအနီးတွေပေါ့နော်အဲ့လိုမျိုးတွေမလျှော်ကျင်တော့ဘူးပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်လွတ်ပြရအောင်လို့အမှိုက်ထည့်ရအောင်လို့အဲ့ထဲမှာဘာတွေဆောင်မလဲဆိုတော့ tissue လိပ်တွေထည့်မယ်အီးတွေဘာတွေတုပ်ပေါ့နော်တုပ်ပြီးတဲ့အခါကျတော့မှ tissue လိပ်ကြီးရောပေါ့နော်ဒါကတော့သူတို့ကလေးအီးတွေပါတုပ်ပြီးလို့ရှိရင်အမှိုက်တွေကျွတ်အိတ်တွေအဲ့လိုမျိုးတွေထည့်ရအောင်လို့
အနီးတွေပါတွေချီတွေပါတွေစွန့်သွားတယ်ဆိုလို့ရှိရင်ဒီဟာလေးနဲ့တုပ်ပြီးကြွအမဲတဲ့ထည့်ပြီးစွန့်ပစ်အဲ့လိုမျိုးလေးလုပ်ရအောင်လို့ပေါ့နော်ပြီးကြရင်ကလေးဝစ်စားလေးတွေကကြတော့ဒီမှာဟိုရှေ့ရင်ခွဲအင်ကြီးလေးတွေပေါ့ရင်ခွဲအင်ကြီးလေးဒါလေးလည်းသူများလေးပေးထားတာပဲလေကိုကလေးအင်ကြီးလေးတွေကတော့ဝယ်ဖို့တော့စိတ်ကူးမရှိဘူးသူများပေးတယ်မလောက်ဘူးဆိုရင်တော့ကိုယ်တိုင်လည်းနည်းနည်းချုပ်တတ်တယ်ဆိုတော့ချုပ်မယ်ပေါ့အဲ့လိုလေးပဲစဉ်းစားလိုက်တယ်လေဒါကကလေးချီအိတ်ခေါင်းစုပ်ကလေးတွေချီအိတ်ကလေးတွေအဲ့လိုလေးတွေဒါသူဘေးလူဘေးလေးတွေပေါ့နော်ခေါင်းဘီကလေးတွေတို့အဲ့ဒါလေးတွေ2 ရက်ဆိုတော့လည်းပဲတနည်းမလောက်ရင်လည်းဒါလေးတွေဝတ်ပေးရတာပေါ့ဟိုလောက်တော့ရှိမယ်ထင်တယ်10တဲ့15တဲ့လောက်တော့ရှိမယ်ထင်တယ်အနည်းကတော့မလောက်နိုင်ဘူးဘာလို့ဆိုတော့ကလေးကမွေးကစားဆိုလို့ရှိရင်တဲ့တရက်ကိုအကြိမ်20လောက်တောင်ဤပါတယ်လို့ပြောတယ်အဲ့လိုဆိုတော့လေအနည်းလေးတွေမလောက်ရင်လည်းပဲအဲ့ဒီအင်ကြီးလေးတွေတုံမှန်ထားတာလူကြီးဝတ်ဖို့ပေါ့လူကြီးဝတ်ဖို့လုံကြီးတကယ်လို့ကိုယ်ဆေးရုံမှာပေါ့နော်ဟိုဖြစ်မဲ့ဓမ္မတာတွေဘာတွေတွန်းနေဆိုလုံကြီးကလဲရမှာလေလဲရမှာဆိုတော့လုံကြီးလေးအကျန်းနှစ်ထဲပြီးရင်အင်ကြီးအလက်ရှည်ပါပေါ့စပတ်မှာပဲစပတ်လက်ရှည်လေးအဲ့ဒါဘလောက်ပူတဲ့ຢာဒီပဲဖြစ်ပေါ့နော်အမျိုးသမီးတွေကအေးရတယ်တဲ့ဆိုတာနဲ့အဲ့ဒါနဲ့စပန်လက်ရှည်လေးတွေထည့်ထားတယ်ဒါလေးတွေကတော့ကလေးနိုးတိုက်တဲ့ဟိုဟာလေးပါတယ်ပေါ့နော်နိုးတိုက်တဲ့ zig လေးပါတယ်အင်ဂျီဒီမျိုးလူရှိသူရှိမှာတိုက်လို့ရအောင်ပေါ့နော်နိုးတိုက် zig လေးပါတယ်အင်ဂျီလေးတွေရွေးပြီးတော့ထည့်ထားတယ်ပေါ့နော်ပိုက်ဖုံးအင်ဂျီပါပဲပိုက်ဖုံးအင်ကြီးကိုမှနူတိုက်စစ်ကလေးတွေပါတယ်အင်ကြီးလေးတွေနဲ့လူကြီးအပိုးတွေထည့်တာပေါ့နော်ဒါတော့စေးုံပေါ်မှာကျတော့လည်းပဲတိတ်ပြီးချွတ်တက်တက်ကြီးနေလို့လည်းမဖြစ်ဘူးလေအတားရဲ့နောက်ပြီးတော့ဒီဟာလေးတွေကကျတော့တရုတ်ပြည်နဲ့နီးတယ်ဆိုတော့တရုတ်ပြည်ကဝယ်တာပေါ့နော်ဒီဟာသေးကန်ပြီးကြလို့ရှိရင်ကိုယ်ခွဲမွေးမှာဆိုတဲ့အခါကျတော့မိနေတဲ့ရဲ့အောက်ကနေခင်းရတဲ့မိနေတဲ့အခင်းလို့လည်းခေါ်တယ်ပေါ့ဒီကကျတော့ဒီလိုမျိုးလေးဖြန့်ပြီးတော့ခင်းလိုက်ရမှာဒီအဖြူဘက်ကတကယ်လို့သွေးတွေတို့သေးတွေတို့ကျတယ်ဆိုရင်ဒီဟာပေါ်ကျသွားရင်ဒီဟာပေါ်မှာမစွန်းတော့ဘူးပေါ့နော်သူတို့ရဲ့ကဒင်တွေတို့မွေးရာတွေတို့မစွန်းတော့ဘူးပေါ့ကလေးအောက်ကလည်းပဲအနီးမလောက်ရင်အဲ့တော့ခံပေးမယ်လေအဲ့ဒါ10ခုလောက်စီထည့်ထားတယ်ဒီဟာကအခု100လုံးမှ2400ပဲပေးရတာတခုမှ240ပဲကျတယ်ပေါ့နော်အဲ့တော့3ပြော်တယ်အဲ့တော့အနီးကိုတော်ရုံတိုင်ရုံမသုံးမဲနဲ့ဒီဟာကိုအနီးရဲ့အောက်ကခံမယ်ချူပေါက်တယ်ဤပါတယ်ဆိုလို့ရှိရင်ဒီဟာကိုပဲဖယ်ပြီးလွှတ်ပစ်လိုက်ရုံပဲပေါ့အဲ့လိုမျိုးဒါတစ်ခါတော့ပြီးကြရင်တော့ဒါစနိုးတာဝါတွေစနိုးတာဝါလည်းပဲအခု200ပါတာ2400ပဲပေးရတာလေဒီစနိုးတာဝါကကျတော့ဒီဝက်တချူလိုမျိုးပဲကလေးတန်ရှင်ရေးလုပ်လို့ရတယ်လေအဲ့တော့ခါကျတော့ဒီကလေးရဲ့အနီးထဲမှာသူ့ရဲ့ဖင်လေးအောက်မှာပေါ့ဒါလေးတစ်ခေါက်ခောက်ပြီးတော့ချလိုက်အဲ့ဆိုသူကမွေးကစားဆိုရင်တီးလေးပဲတီးရနည်းနည်းလေးပဲပေါက်မှာပေါ့အဲ့ဒါဆိုရင်ဒီဟာလေးကိုပဲယူပြီးတော့လွှတ်ပစ်လိုက်အောင်မယ်ဒါဟိုပါပေါ့သူမပြဲဘူးပေါ့နော်ရေဆိုရင်လည်းမပြဲဘူးသေးဆိုဤဆိုရင်လည်းမပြဲတဲ့ဟာအဲ့တော့ဝက်တ िश ူလိုမျိုးမဆိုဘူးပေါ့သူ့ကိုရေစွပ်ပြီးတုံးလို့လည်းရတယ်တ िश ူကအဲ့ဒါလေးကိုအခုတရားဝယ်ထားတယ်အဲ့ဒါကတော့ဟိုလုပ်ဖို့အနီးမလျှော်ရအောင်လို့ပေါ့နော်အနီးအစားထိုးသုံးမယ်တစ်ခါသုံးပြီးတော့မှပြစ်ပစ်လိုက်ရုံပဲအဲ့ဒါပြီးသွားရင်တော့ဒါကလေးအတွက်မွေရလေးပေါ့နော်မွေရလေးပြီးကြလို့ရှိရင်နှုတ်ဘူးဒါလေးကနှုတ်ဘူးလေးမွေရလေးနှုတ်ဘူးလေးပြီးကြလို့ရှိရင်ဒါကတရားလေးကတော့ဟိုလောက်ထားတာဂွန်းလုံးကလေးတွေရဲ့အနည်းဟိုလေးတွေပေါ့နော်ဒိုင်ဘာလေးတွေကို ready made နည်းနည်းစီထုတ်ထားတာအဲ့ဒါကကျတော့ခွဲခန်းထဲကိုပေးဖို့ခွဲခန်းထဲကိုကျတော့ခါကျတော့အကုန်လုံးဒီတအိတ်လုံးကြီးမပေးရဘူးလေသူတို့ကိုကလေးလောလောဆယ်ကိုကပက်လက်ကြီးနေတဲ့အခါမှာကလေးကိုသူတို့တန်ရှင်းရေးလုပ်ပေးဖို့အတွက်ပြီးရင်ဝတ်ပေးဖို့အတွက်အပစ္စည်းလေးတွေတီးတန့်ပြန်ထုတ်ထားတာပါလေဆိုတော့အနီးလေး3လေးထည့်ရဲဒီကျရင်ခုနပြောတဲ့ဖင်ကြားထဲမှာခံတဲ့ဟာလေးရဲစောင်းကလေးရဲအုတ်ထုပ်ကလေးတရံပေါ့အုတ်ထုပ်ကလေးဖနက်ကလေးချီအိတ်ကလေးအုတ်ထုပ်ဖနက်ချီအိတ်တရံရဲပြီးရင်
wet tissue ရဲ့ wet tissue ကတော့သူတို့တူနာပြုတ်လေးတွေကကိုယ်ကလေးကိုတန်ရှင်းပေးလို့ရအောင်လို့လေအဲ့ဒါလေးရဲ့ရင်ခွဲအင်ကြီးပေါ့ရင်ဘက်ခွဲထားတဲ့အင်ကြီးလေးနှစ်စုံရဲ့အဲ့ဒါလေးရဲ့နိုဘူးလေးရဲ့ပြီးကြရင်ခုနကမှွေရလေးရဲ့ကိုတစ်စုံပြီးရင်ခုနကဒီဟိုတစ်ခါသုံးပေါ့နော် tissue ရဲ့ရေဆိုးကန်ဟိုပေါ့သေးခံရဲ့အဲ့ဒါကိုကြွအိတ်နဲ့ထုတ်ပြီးကန်ထုတ်ထားတာတထုတ်ဒါကရော့ဆိုပြီးတော့ Nesma ကိုပေးလိုက်ရုံမှာအဲ့ထဲမှာကလေးထွက်လာခြင်းသူတို့တန်ရှင်းရေးတွေလုပ်ဖို့ဝစ်ပေးဖို့တို့အဲ့ဒါဒီအတွက်ဒါတထုတ်တီးတန်းကျန်တာကတော့ကိုယ့်ရဲ့လူနာထားတဲ့ကလေးမှာထားမှာပေါ့ဒီဟာကခွဲခန်းထဲကိုထည့်ပေးလိုက်မှာပြီးကြလို့ရှိရင်သူများတွေပြောလို့ပေါ့နော်ကိုလည်းကြောက်ဘူးနာဝနဲ့အကုန်ဝယ်ပြီးဆောင်ထားတာဒါလေးကကျတော့ဇင်းအောက်ဆိုက်လို့ခေါ်တယ်တဲ့ဇင်းအောက်ဆိုက်ဒါကဘာလို့လဲဆိုတော့ကလေးတွေပေါင်ကြားပါကြားပေါ့နော်မပွန်းအောင်လို့မို့လို့ဒီဟာဝယ်ရတယ်တဲ့ပြီးရင်တော့ AACE ကတော့ကလေးတောက်တဲ့လေစေးကလေးတွေကလေထတတ်တယ်ပေါ့နော်ဒါကတော့ချင်မကိုက်ဆေးရတော့လူကြီးရောကလေးရောပေါ့ဆေးရုံပေါ်မှာကြတဲ့အခါကျတော့ကိုက်နိုင်တယ်လေအဲ့ဒါငှက်ဖျားလည်းရှိတယ်လေအဲ့လိုဆိုတဲ့အခါကျတော့ဒါလေးတွေဆေးကလေးတွေဝယ်ထည့်ထားတယ်ဆေးလေးတွေကတော့ဒီဘက်တောက်မှာထားမယ်နောက်ပြီးကြလို့ရှိရင်တော့ဒါ baby lotion လေးသူကတော့ဟိုပါပေါ့ဘယ်လိုခေါ်မလဲချက်မကြွေခင်ထီကိုကလေးကိုရေချိုးပေးလို့မရဘူးဆိုတော့လေသူတို့ကလေးလိမ့်တဲ့ဒီဟိုဟာလေးပေါ့ baby wine လေးလိမ့်ပေးရတယ်ပြီးရင် baby lotion လေးလိမ့်ပေးရတယ်တဲ့ရှေ့ကလူတွေကပြောတာပေါ့နော်အဲ့ဒါလေးတွေဝယ်ထားတယ်ပြီးတော့ဒါလေးကတော့နုတီကောင်းမထွက်တဲ့အခါကျရင်ဆွဲထုတ်ရတဲ့ဟာလေးသူကဒီလိုမျိုးလေးအဲ့လိုမျိုးလေးဆွဲရတဲ့ဟာလေးပေါ့နော်ဒီကြိုင်တော့ဒီဟာလေးကကျတော့ကလေးကိုရေချိုးပေးတဲ့ဟာသူတို့ကိုကတော့ချက်ကြွေမှရေချိုးတယ်ဆိုပေမဲ့သူတို့ဆရာမတွေကတော့ပထမတစ်ခါတော့ချိုးပေးမယ်တင်တယ်လေကလေးရေချိုးပေးမယ်ပြီးကြရင်ကိုဆေးရုံပေါ်မှာနေတဲ့အခါကျရင်လည်းပဲကိုလည်းလက်တွေပါလေးဆေးရင်ဒါလေးသုံးမယ်ပေါ့နော်အဲ့လိုလေးတွေးထားတယ်ဒါလေးကတော့လူကြီးအတွက်ပေါ့ဆေးရုံပေါ်မှာနေတယ်ဆိုပေမဲ့လည်းမျက်နှာပြောင်ကြီးနဲ့နေလို့မဖြစ်ဘူးလေအဲ့လိုဆိုတော့ make up ကလေးတွေ foundation လေးတွေပေါ့ကွာအဲ့လိုမျိုးလေးခေါင်းပြီးလေးတွေခေါင်းစည်းကြိုးလေးခွာစားဆုပ်ပြီးတော့မနေဘဲနဲ့နည်းနည်းတက်ရက်ကလေးပေါ့ဖိနိုင်လိမ့်နိုင်နေဆိုရင်အဲ့လိုလေးကောက်ပြီးလိမ့်ရအောင်လို့လူဆိုတာလည်းအလားပါလည်းနည်းနည်းပြင်းစင်ဆိုတာလည်းရှိမှလေပြီးရင်တော့ဒီဟာကအခင်းဒီအခင်းကဘာလဲဆိုတော့ခွဲစိတ်ခန်းထဲကိုဝင်တဲ့အခါကျလို့ရှိရင်သူတို့ရဲ့ကတင်ပေါ်မှာဒီဟာကိုခင်းပေးရအောင်ပါဒါဟုတ်ခင်းစောင့်ခင်းတာပေါ့ဘာလို့လဲဆိုတော့ကိုခွဲပြီးသွားပြီဆိုရင်လူနာကတင်ပေါ်ကိုပြန်တင်ပေးမယ်ဆိုရင်ဒီဆောင်နဲ့မပြီးတော့လူကတင်ပေါ်ကိုချပေးမှာအဲ့မျိုးဆိုတော့မပြဲနိုင်တဲ့ဆောင်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုဒီလူနာကြီးကိုဒီဆောင်ကြီးနဲ့အတူတူမှားလိုက်မှာအဲ့လိုဆိုတော့အဲ့ဆောင်ပေါ်မှာအခုနာကသေးခံပေါ့မီနီတဲ့ဟိုပါခေါ်တာပါလဲဆိုတော့လူနာသုံးတဲ့သေးခံလိုမျိုးပေါ့နော်အဲ့လိုမျိုးမီနီတဲ့အခင်းပေါ့မိနေတဲ့အခင်းကဒီဟာဘောကနေပြန်ခင်းမှာအဲ့ဒီအတွက်နောက်ပြီးကြလို့ရှိရင်တော့စောင့်ဘားတစ်ထည်ရတိဥတုကတော့တိတ်ပြီးတော့မအေးဘူးဒါပေမဲ့လို့ခွဲခန်းကထွက်လာလို့ရှိရင်အေးတယ်တဲ့အဲ့လိုမျိုးဆိုအရန်ချမ်းတယ်ပေါ့ပြီးရင်မိနေတဲ့တွေကလည်းမိရဲ့ချမ်းနေပါလိထားတတ်တယ်ဆိုတော့စောင့်ဘားလေးတစ်ထည်ထည့်ထားမယ်ပြီးရင်တော့ဒါကတော့တစ်ပတ်ပေါ့ရေချိုးမယ်မျက်နှာတစ်မယ်ပါညာအဲ့ဒီအတွက်ပြီးရင်တော့ဒီဟာကတော့အေးရခင်းတို့ခေါင်းဖုံးတို့သူတို့ဆေးရုံကပေးတဲ့ဟာကလူအများသုံးဆိုတော့လေအဲ့ပေါ်မှာကိုပြန်ပြီးတော့သုံးမယ်ပြန်ခင်းမယ်ပြီးရင်တော့ဒါလေးကတော့ခေါင်းအုံးကလေးပေါ့အဲ့ဒါတွေအကုန်လုံးကိုထည့်မယ်နောက်ပြီးတော့ဒီဟာကတော့ဟိုကိုကတွတ်တက်မှာကပြည်သူဆေးရုံကြီးဆိုတော့လေပြည်သူဆေးရုံကြီးဆိုတော့လက်ခတွေအဲ့လိုမျိုးညံပူစော်ကားတွေပေးကြရတော့မလို့ပေါ့လေဒါပေမဲ့ကိုကတော့ကိုခွဲစိတ်ပေးတဲ့ဒေါက်တာကိုပေါ့နော်ကြောဖို့အတွက်အလုံးကြီးထည့်ထားတယ်ပြီးကြရင်တော့ဒီကြော်ကြီးလေးကိုတက်နိုင်တဲ့လောက်လေးပေါ့နော်အဲ့ဒါလေးထည့်ပြီးတော့ကြောဖို့ဆိုပြီးတော့ပိတ်ထားတယ်နောက်ပြီးရင်နောက်တစ်ခုကတော့မှတ်ပုံတင်ပေါ့နော်အဲ့လိုမျိုးလေးတွေအမှတ်အထောက်ထားလေးတွေပေါ့နော်ထည့်မယ်ပေါ့တော်တော်များများတော့စုံပြီလို့တော့ထင်တာပေါ့အိမ်ထဲကတော့နီးပါတယ်နော်နီးတယ်ဆိုတော့တခုလိုအပ်တယ်ဆိုလို့ရှင်လည်းပဲပြန်လာယူတာပေါ့လောဆယ်ကတော့2ရက်လောက်ပဲနေရမယ့်ဥစ္စာကတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ပြီးရင်တော့နောက်ထပ်ထည့်စရာကတော့ဗာလေးထည့်ရမလဲကိုသုံးနေကြဆေး
ဆေးရတော့ကိုကလီနာတက်တယ်ဆိုအိုမီပရာဇောထည့်မယ်ပြီးရင်မွေးပြီးသွားလို့ရှိရင်လည်းတဲ့ FESO4 နဲ့ဒီဗီတာမင် B1 နဲ့ကိုဆက်တောက်ရမယ်ဆိုတော့အဲ့ဒီဆေးနှမျိုးကိုလည်းထည့်မယ်ပြီးကြလို့ရှိရင် skin နယ်ပေါ့ကိုကရားတတ်တဲ့လူဆိုတော့ skin နယ်ထည့်မယ်ပြီးရင် body လေးတွေထည့်ရမယ်ပေါ့ဒါပါပဲကွယ်ဒါလေးကတော့ကိုသမီးလေးအတွက်အမှတ်တရပေါ့နော်ကိုပိုက်ထဲမှာရှိနေတဲ့ကလေးလေးအပြင်ထွက်လာတော့မှာဆိုတော့ဝမ်းလည်းနေတယ်တခါတည်းကျလည်းဗိုက်ထဲကနေမြန်ထွက်စေချင်တယ်မြင်ဘူးချင်တယ်အဲ့လိုမျိုးလေးတွေးရတခါညအဲ့လိုလေးထွက်သွားမှကိုလည်းဝမ်းနေတယ်ထွက်လာပြီးတော့မှဟဲဘယ်လိုလေးဖြစ်မလဲဆိုတဲ့ဟာမျိုးလဲစိတ်တော့ပူတယ်ပေါ့နော်ကိုကအသက်ကြီးပြီဖြစ်တဲ့အတွက်အင်္ဂါစုံစုံလေးမဟုတ်ပါမလားဆိုအဲ့လိုမျိုးလေးလဲခံစားရတယ်ကဲဒီလောက်ပဲနော်ဒါကတော့စေယုံသွားဖို့အတွက်ထုတ်မှာပို့မှာဖြစ်ပါတယ်ဒီနေ့ကတော့12ရက်နေ့သွားစေယုံသွားရမှာက15ရက်နေ့သမီးရေ see you တွေ့မယ်နော်